မင်္ဂလာပါတတမီမီတို့အတွက်မမေတို့ကိုစားပုံမြင်လေးတွေဖတ်ပြပေးမယ်တီတီပုတ်တို့ storytelling channel ကနေကြိုဆိုလိုက်ပါတယ်ရှင်တီတီကတော့ပုံမြင်လေးတွေဖတ်ပြပေးမယ်တီတီပုတ်တို့ဖြစ်ပါတယ်ဒီနေ့ကစားရတာမောသွားတဲ့ကလေးတို့ကိုဖတ်ပြမယ်ပုံမြင်လေးရဲ့နာမည်ကတော့ရိုးသားမှုရဲ့ရလဒ်တဲ့ကဲတခြားလေးနားထောင်ကြမယ်နော်တခါတော့ကသူရနဲ့ဗလာဆိုတဲ့တငယ်ချင်း2ယောက်ရှိတဲ့သူတို့2ယောက်ကအလှရှာဖို့အတွက်ရွာကနေမြို့ကိုတက်လာကြတာပေါ့မြို့ကိုရောက်တော့ခရီးကလည်းဝီလမ်းကလည်းကြမ်းတမ်းတော့သူတို့2ယောက်စလုံးအရန်ကိုပင်မမိပိုက်ဆံနေကြပြီလေသူရကညှိရှာတယ်ဗလာရာငါတော့ဘိုက်တွေအရန်စာနေပြီတဲ့ဗလာကလည်းဟုတ်ပါကွာအခုချိန်မှာငါပြောသေးလေးတစ်လုံးလောက်စားလိုက်ရရင်သိကောင်းမှာပဲလို့ပြန်ပြောနေကြတာပေါ့ဒီလိုနဲ့လမ်းလျှောက်လာရင်လမ်းမှာအထုပ်ပိုးတွေအများကြီးကိုမနိုင်မနှင်းတင်လာတဲ့တထေးကြီးဥပနာကိုတွေ့လိုက်တယ်တထေးကြီးကပစ္စည်းတွေကလည်းများလူကလည်းအသက်ကြီးပြီဆိုတော့တော်တော်လေးပင်ပန်းနေပုံရတယ်လေဒါကိုမြင်တော့ဗလာကတငယ်ချင်းသူရာဟိုဦးလေးကြီးကိုကြည့်ပါအောင်ပစ္စည်းတွေတိတ်များနေတာပဲငါတို့သွားကူပေးကြရအောင်ဆိုပြီးခေါ်လိုက်တယ်သူတို့2ယောက်လည်းတထေးကြီးစီအပြေးလွှားသွားပြီးတော့ဦးကြီးဒီထုတ်တွေကိုကျွန်တော်တို့ကူတည်ပေးမယ်လေဦးလေးကြီးအိမ်ကိုလိုက်ဖို့ပေးပြရစေလို့ရင်ကြည်ကြည်နဲ့ကမ်းလှမ်းကြတာပေါ့တထေးကြီးကလည်းဝမ်းသာအားရနဲ့အေးကောင်းတာပေါ့ကွယ်ကူတည်ပေးကြပါအောင်ဆိုပြီးပစ္စည်းတွေကိုပေးလိုက်တယ်လမ်းမှာရှောက်လာရင်းနဲ့တထေးကြီးကမေးတယ်မောင်ရင်တို့ဘဲကိုသွားကြမှာလဲတဲ့ဗလာကကျွန်တော်တို့ကမြို့ကိုအလုပ်တက်ရှာတာပါဦးကြီးစီမများခိုင်းစရာအလုပ်ကလေးတွေရှိရင်ကျွန်တော်တို့ကိုခိုင်းပါအောင်ဗျာလို့ပြောပြတာပေါ့တထေးကြီးကလည်းအခုတော့ဦးကြီးအိမ်မှာအလုပ်သမားမလိုသေးဘူးကွယ်လို့ပြန်ပြောရင်လမ်းလျှောက်လာလိုက်ကြတာတထေးကြီးအိမ်ကိုရောက်သွားပါရောအိမ်ရှိရောက်တော့တထေးကြီးကပစ္စည်းတွေကိုကူတယ်ပေးလို့ကျေးဇူးတင်တဲ့အနေနဲ့သူရနဲ့ဗလာကိုပတ်စံတရွက်စီထည့်ပေးလိုက်တယ်အဲ့ဒီချိန်မှာမှောင်နေပြီဆိုတော့သူတို့လည်းတိချမကြည့်ပဲပတ်စံကိုယူအားရဝမ်းသာစွာနဲ့စားတော့ဆိုင်ကိုပြေးကြတာပေါ့ဆိုင်ရောက်လို့ပတ်စံထုတ်ကြည့်တဲ့အခါမှာတော့ဟောအံ့ဩစရာကြီးပါလားတထေးကြီးပေးလိုက်တာက1000နန်းတရွက်ကြီးဖြစ်နေတာပဲသူရကအားရဝမ်းသာနဲ့ဟေးဗလာကြည်စမ်းဦးကြီးက1000နန်းကြီးပေးလိုက်တာကွာငါတို့တော့ပွားပြီလို့အော်တော့တာပဲဒါပေမဲ့ရိုးသားတဲ့ဗလာကတော့ချက်ချင်းမစင်စားမိသွားတယ်ဦးကြီးကမပေးလိုက်တာထင်တယ်တို့လိုအားကအဲ့လောက်မတန်ပါဘူးကွာတဲ့သူရကတော့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်လက်ထဲရောက်နေပြီပဲကွာငါတော့အားရပါရစားမှာပဲဆိုပြီးစစ်ချက်ခောက်ဆွဲတွေမှာပြီးစားတော့တာပဲဒါပေမဲ့ဗလာကတော့သူ့လက်ထဲကပတ်စံကိုမသုံးရဘူးမဟုတ်ဘူးသူရဦးကြီးကမျက်စိမကောင်းတော့မမဲထဲမှာမှားပေးလိုက်တာဖြစ်မှာပါငါတော့ဒီပတ်စံကိုမသုံးဘူးမနေ့ကျရင်ဦးချစ်စီသွားပြီးပြန်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်ဗလာခမဘိုက်လဲအရန်စနေပေမဲ့မစားပဲအစာခံပြီးတော့အိတ်လဲရရှာတယ်မနဲ့လင်းတော့သူရကတော့ဗလာနဲ့မလိုက်ချင်ဘူးဒါနဲ့ဗလာတယောက်တည်းတတိကြီးအိမ်ကိုပြန်သွားတာပေါ့ဗလာကိုမြင်ချင်းတတိကြီးကဟောမောင်ရင်ပြန်လာပြီလားဘိုက်စာနေမှာပဲအရင်ဆုံးမုတ်တွေစားလိုက်ပါအောင်ဆိုပြီးကျွေးမွေးတော့တာပဲဗလာလည်းဘိုက်စာနဲ့စားပြီးတော့မှဦးကြီးမနေ့ကဦးကြီးပတ်စံမပေးလိုက်တယ်ထင်လို့ကျွန်တော်ပြန်လာပေးတာပါဆိုပြီး1000နန်းတရွက်ကိုထုတ်ပေးလိုက်တယ်အဲ့ဒီအခါမှာတော့တထေးကြီးကပြုံးပြီးတော့ဦးကြီးမပေးလိုက်တာမဟုတ်ပါဘူးကွယ်မောင်ရင်တို့ဘလောက်ယူသားတလဲဆိုတာကိုသိချင်လို့တမင်စမ်းသပ်ကြည့်တာပါဟိုတယောက်ကတော့ပြန်မလာဘူးနော်မောင်ရင်ကတော့အရင်ယူသားတာပဲကဲဒီငွေကိုမောင်ရင်ပဲယူထားပါတော့မောင်ရင်ယူသားမှုကိုဂုံပြို့တဲ့အနေနဲ့ဒီနေ့ကစပြီးဦးကြီးအိမ်မှာအလုပ်ပေးမယ်လို့ပြောလိုက်တဲ့ကဲတွေ့လားကလေးလေးတို့ဗလာလိုယူသားတဲ့အတွက်ကြောင့်အလုပ်လည်းရသွားတယ်တထေးကြီးရဲ့ယုံကြည်မှုကိုလည်းရသွားတယ်သူရကတော့ခဏတာဘိုက်ဝသွားပေမဲ့အဖိုးတန်တဲ့အလောက်ကင်နဲ့အခွင့်အရေးကြီးကိုဆုံးရှုံးသွားရတယ်လေဒါကြောင့်ကလေးလေးတို့လည်းဘယ်နေရာရောက်ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ဗလာလေးလိုမျိုးအမြဲတမ်းယူသားကြရမယ်နော်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်
ကျိုးသားရင်ဘယ်တော့မှမစင်ရဘူးဆိုတာတီတီပြောတာကိုမှတ်ထားကြနော်အားလုံးပဲလိမ္မာတဲ့ကလေးလေးတွေဖြစ်ကြပါစေတတမီမီတို့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေကိုနားထောင်ကြနေဆိုရင်တီတီရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားပါဦးနော်